ဘာဝကိုပျက်စီးစေခဲ့သောမျှော်လင့်ချက်ဩစတြေးလျနိုင်ငံကမ္ဘာပေါ်မှာအလှပဆုံးနဲ့ထူးခြားဆန်းပြတဲ့သတ္တဝါတွေပေါက်ဖွားရာနေရာတစ်ခုဖြစ်ပါတယ်။ကွင်းလန်းပြည်နယ်မှာတော့ကြံလုပ်ငန်းဟာရွှေခေတ်ကိုရောက်ရှိနေတဲ့အချိန်မှာကြံစိုက်ပျိုးရေးဟာနိုင်ငံရဲ့စီးပွားရေးကိုအဓိကမောင်းနှင်နေတာဖြစ်ပြီးတနေ့မှာတော့ဒီကြီးမားတဲ့လုပ်ငန်းကြီးတစ်ခုလုံးကိုသေးငယ်တဲ့သတ္တဝါနှစ်မျိုးကစတင်ချိတ်ဆောက်လာခဲ့ပါတယ်။အဲ့ဒီသတ္တဝါတွေကတော့ကြံပိုးနဲ့ကြံပိုးလောင်းတွေပါ။ဒီပိုးမွားတွေကကြံပင်တွေကိုပြင်းပြင်းထန်ထန်ပျက်စီးစေပြီးလယ်သမားတွေရဲ့ဝင်ငွေနဲ့ဩစတြေးလျရဲ့စီးပွားရေးကိုပါအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ဓာတုဗေဒပိုးသက်ဆေးတွေကလည်းထိရောက်မှုမရှိတဲ့အခါမှာတော့ဇီဝထိန်းချုပ်မှုဆိုတဲ့စိတ်ကူးတစ်ခုကိုစတင်စဉ်းစားလာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာသိပ္ပံပညာရှင်တွေနဲ့စိုက်ပျိုးရေးပညာရှင်တွေကကြံပိုးမွားတွေကိုတဘာဝအတိုင်းစားသုံးနိုင်မဲ့စူပါသားကောင်တစ်ကောင်ကိုရှာဖွေခဲ့ကြပါတယ်။တဖြည်းဖြည်းသူတို့ရဲ့အာယုံစူးစိုက်မှုကအမေရိကတိုက်အလယ်ပိုင်းကလာတဲ့Rhinella marina လို့သိထားတဲ့ကိန်းတုပ်လို့ခေါ်တဲ့ကြံဖားကြီးစီကိုရောက်သွားခဲ့ပါတယ်။ဒီဖားကြီးတွေကသူတို့ရဲ့ဇာတိမြေမှာကြံပင်တွေကိုစားတဲ့ပိုးမွားတွေကိုထိန်းချုပ်ရမှာအောင်မြင်တယ်လို့သတင်းကောင်းအနေနဲ့ကြော်ကြားထားပါတယ်။ဒါကြောင့်စိုက်ပျိုးရေးဌာနကဒီဖားကြီးတွေကိုဩစတြေးလျရဲ့ကြံခင်းတွေကိုကယ်တင်မဲ့မျှော်လင့်ချက်အဖြစ်မြင်ခဲ့ကြပြီးဖားကောင်ရေ102ကောင်ကိုပေါ်တိုရီကိုကနေဩစတြေးလျနိုင်ငံကွင်းလန်းပြည်နယ်ကိုတည်ယူလာခဲ့ပြီးစမ်းသပ်မွေးမြူခဲ့ပါတယ်။အစာပိုင်းမှာတော့ဒီဖားကြီးတွေရဲ့ကြီးထွားနှုန်းနဲ့ပေါက်ပွားနှုန်းကိုမြင်တွေ့တဲ့အခါမှာတော့စိုက်ပျိုးရေးပညာရှင်တွေကအလွန်ပဲစိတ်အားထက်သန်ခဲ့ပါတယ်။သူတို့ကဒီဖားတွေကကြံခင်းတွေကိုအမြစ်ကနေကယ်တင်နိုင်မယ်လို့ယုံကြည်နေခဲ့ပြီးလျင်မြန်တဲ့ဆုံးဖြတ်ချက်နဲ့ထောင်ပေါင်းများစွာသောကြံဖားကြီးများကိုကွင်းလဲရဲ့ကြံခင်းတွေပေါ်စတင်လွှတ်ပေးခဲ့ပါတယ်။သူတို့အားလုံးရဲ့မျှော်လင့်ချက်ကတော့လအတန်ကြာရင်ဒီဖားကြီးတွေကကြံပိုးတွေကိုတုတ်တင်ရှင်းလင်းပြီးဩစတြေးလျရဲ့ကြံစိုက်ပျိုးရေးကိုပြန်လည်နလန်ထူစေလိမ့်မယ်ဆိုပြီးမျှော်လင့်ထားကြတာပါ။ဒါပေမဲ့ဒီလိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာကြီးမားတဲ့ဝင်ရောက်ဆွတ်ဖက်မှုမလုပ်ခင်မှာလုံလောက်တဲ့သုတေသနမလုပ်မိခဲ့ဘူးဆိုတာကိုသူတို့မကြားခင်မှာသိရှိခဲ့ကြရပါတယ်။သူတို့လွတ်လိုက်တဲ့ဖားကြီးတွေကသူတို့ရဲ့ကယ်တင်ရှင်ဆိုတဲ့ရည်ရွယ်ချက်ကနေဘေးရန်ရဲ့ဇိုးကြီးအဖြစ်ကိုတစားထက်တစားပြောင်းလဲတော့မှာဖြစ်ပါတယ်။ဒီကြံဖားကြီးတွေကိုလွှတ်ပေးပြီးတိတ်မကြခင်မှာပဲပထမဦးဆုံးဆိုးရွားတဲ့သတင်းစကားကထွက်ပေါ်လာခဲ့ပြီးကြံဖားကြီးတွေကသူတို့ရဲ့အလုပ်ကိုစနစ်တကျမလုပ်ခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ကြံပိုးတွေကကြံပင်ရဲ့အမြင့်ပိုင်းမှာနေထိုင်ပြီးတော့ဒီဖားတွေကတော့မြေပြင်ပေါ်မှာလှုပ်ရှားသွားလာနိုင်တဲ့သတ္တဝါတွေဖြစ်နေလို့ပါဒါကြောင့်ကြံဖားကြီးတွေကကြံပိုးတွေကိုထိရောက်စွာမဖမ်းဆီးနိုင်ခဲ့ကြပဲသူတို့ရဲ့အစားအပေါက်လေးချင်းကထီးကြံဆန်ပြီးတော့မြေပြင်ပေါ်ကပုံမှန်အင်းဆက်ပိုးမွားတွေတွားသားသတ္တဝါငယ်တွေနဲ့ဇာတိဖားတွေကိုစတင်စားတောက်လာခဲ့ပါတယ်ဒီဖားကြီးတွေရဲ့အဆိုးရွားဆုံးတွင်ပြင်လက္ခဏာကအစိပ်ပါသူတို့ရဲ့ပခုံးနောက်ဘက်နဲ့အရေးပြားမှာဘက်ဖိုတောက်စင်လို့ခေါ်တဲ့ပြင်းထန်တဲ့အောင်ကျော်အစိပ်ကိုတိုးလောင်ထားတဲ့ဂလင်းများပါရှိပါတယ်ဩစတြေးလျမှာရှိတဲ့ဇာတိသားကောင်တွေကသူတို့ရဲ့သဘာဝပတ်ဝန်းကျင်မှာဒီလိုအစိပ်ပြင်းတဲ့ဖားမျိုးနဲ့ရင်ဆိုင်မှုချင်းမရှိပါဘူး။ဒါကြောင့်သူတို့ရဲ့သားကောင်တွေဖြစ်တဲ့ဥပမာဩစတြေးလျမွေတွေဖွတ်တွေဒင်ကိုခွေးရိုင်းများငှက်တွေဟာဒီကိန်းတုပ်တွေကိုအစာအဖြစ်စားသုံးမိတဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်အတွင်းကိုအစိပ်တွေဝင်ရောက်သွားပြီးအဆုလိုက်ပြုံလိုက်တည်ဆုံးခဲ့ပါတယ်။ဒါဟာဩစတြေးလျရဲ့ဂေယစနစ်ကွင်းဆက်ကိုဖျက်တောက်ပစ်လိုက်တယ်လို့ပါ။တဘာဝအတိုင်းရှင်သန်နေတဲ့သားကောင်တွေရဲ့လူဦးရေကလျင်မြန်စွာရော့ကျသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကိန်းတုပ်တွေကသူတို့ရဲ့ဇာတိသားကောင်တွေမရှိတော့တဲ့အတွက်အစမတန်ပေါက်ဖွားလာခဲ့ပြီးဖားမတစ်ကောင်ကတရားဒီမှာဥပေါင်း3000ဥနိုင်တဲ့အပြင်သူတို့ရဲ့ခန္ဓာကိုယ်ကအင်မတန်ခံနိုင်ရည်ရှိပါတယ်။ရန်သူလည်းမရှိအစားအစာလည်းပေါ်များတာကြောင့်တိုက်ကြီးတစ်ခုလုံးစိုးမိုးဖို့အတွက်အခွင့်အရေးကြီးတစ်ခုရရှိသွားခဲ့ပါတယ်။ကက်တင်ရှင်တဦးဖြစ်မျှော်လင့်ခဲ့ရတဲ့ကိန်းတုပ်တွေကအခုအခါမှာတော့ဩစတြေးလျရဲ့တဘာဝတရားကိုရှင်းရှောက်နေတဲ့အစိတ်ရှိတဲ့ရန်သူဆိုးအဖြစ်ရပ်တည်နေခဲ့ပါပြီ။ကိန်းတုပ်တွေကတစ်နှစ်ကိုကီလိုမီတာ60အထိခရီးသွားနိုင်စွမ်းရှိပြီးဩစတြေးလျရဲ့မြောက်ဘက်နဲ့အနောက်ဘက်ဒေသတွေစီကိုလျင်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကတော့သူတို့ရဲ့ရွေးရှားမှုကိုထိန်းချုပ်ဖို့ဘာမှကိုမလုပ်နိုင်ခဲ့ပါဘူး။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်လည်းဒေါ်လာတန်ပေါင်းများစွာကိုသုံးစွဲခဲ့ပြီးလမ်းပိတ်ဆို့မှုများဖန်စီရေးအစီအစဉ်များနဲ့သုတေသနလုပ်ငန်းများပြုလုပ်ခဲ့ပေမဲ့ဒီကိန်းတုပ်တွေဟာဩစတြေးလျရဲ့ကုန်းမြေမှာအမြင့်တွယ်နေတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေသေးပါဒါအပြင်ကမှဒီအစိတ်ရှိတဲ့ဖားတွေကလူသားတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေအတွက်ပါရှင်းရှောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ခွေးတွေကကစားရင်းနဲ့ကိန်းတုပ်တွေကိုကိုက်မိတဲ့အခါသူတို့ရဲ့အရေးပြားကနေအစိတ်တွေကိုရရှိပြီးရှက်ရှင်းသိဆုံးမှုအထိဖြစ်ပွားခဲ့ပါတယ်ဒါကြောင့်ဒေသခံတွေကသူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုကာကွယ်ဖို့အတွက်နေ့စဉ်စိုးရိမ်ပူပန်မှုတွေနဲ့နေထိုင်ခဲ့ကြရပါတယ်ကြံခင်းတွေကိုကယ်တင်ခြင်းနဲ့ရိုးသားတဲ့မျှော်လင့်ချက်ကဩစတြေးလျရဲ့သဘာဝတရားကိုနှစ်ပေါင်း90နီးပါးကြာအောင်ရိုက်ခတ်စေခဲ့တဲ့ဘေးဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဩစတြေးလျသိပ္ပံပညာရှင်တွေကတော့အခုချိန်ထိတော့ကိန်းတုပ်တွေကိုထိန်းချုပ်ဖို့နည်းလမ်းအသစ်တွေကိုစဉ်းစားနေသေးပါ။ဒီအကြောင်းကသိပ္ပံပညာရှင်တွေနဲ့လယ်သမားတွေရဲ့ရိုးသားတဲ့မျှော်လင့်ချက်ကနေစတင်ခဲ့ပြီးနောက်ဆုံးမှာတော့နိုင်ငံတနိုင်ငံရဲ့သဘာဝတရားကိုပျက်စီးစေခဲ့တဲ့သားကောင်စိုးကြီးအဖြစ်ဆုံးသက်သွားခဲ့ပါတယ်။ကြည့်ရှုအားပေးခဲ့ရတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ထပ်လာခဲ့ပါမယ်